အားလုံးပဲမင်္ဂလာပါခင်ဗျာအောင်စေဒူတီ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကဲကျွန်တော်တို့အဖွင့်နေမှာ lucky ကနန်းနဲ့ကျွန်တော်တို့အကြိုက်ကနန်းတွေထုတ်ပေးတာပါဗျာနော်ကဲထုံးစံတိုင်းပဲကျွန်တော်တို့အဖွင့်နေမနဲ့အတွက်ပေါက်ကနန်းလေးမရယူခင်မှာကျွန်တော်ရဲ့အောင်စေဒူတီ channel အကောင့်လေးကို subscribe နဲ့အသေးဘူးဆိုလို့ရှိရင် subscribe လေးနှိပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်တို့အသစ်တင်တိုင်းပေါက်ကနန်းတွေတင်တိုင်းတွေ့အောင်လို့ subscribe ပြီးနောက် notification လောင်းလေးလည်းနှိပ်ပေးထားကြပါဦးကဲဒါဆိုရင်ကျွန်တော်တို့အတူတူကြည့်လိုက်ကြမှာနော်ဒီနေ့မနေ့မှာတော့ကျွန်တော်တို့ lucky ကနန်း၅လုံးထုတ်ပေးထားပါတယ်ဗျာနော်ကျွန်တော်အထင်ပြောမှဆိုဒီမနေ့ထွက်နိုင်ပါဗျာနော်ကဲဒါဆိုရင်ကျွန်တော်တို့အတူတူကြည့်လိုက်ကြအောင်မယ်နော်ဒီနေ့ကျွန်တော်တို့ဘာကနန်းတွေဖြစ်မလဲအကြိုက်ကနန်းတွေဘာဖြစ်မလဲအတူတူကြည့်လိုက်ကြအောင်မယ်နော်ကဲဒီနေ့ကျွန်တော်တို့မနက်ထိပ်စီရယ်1 chain ရယ်မထီမပေါက်ကီးရယ်ပြီးရင်ကျွန်တော်တို့ဒီနေ့ lucky ကနန်း5လုံးရယ်ထုတ်ပေးထားပါတယ်အဲ့တော့ဒီထဲမှာကျွန်တော်အကြိုက်ကနန်းတွေထုတ်ပေးထားပါဗျာနော်ကျွန်တော်နဲ့အကြိုက်ချင်းတူရင်တော့ကျွန်တော်ရဲ့ကနန်းတွေကစားနိုင်ပါတယ်အကြိုက်ချင်းမတူတဲ့မိတ်ဆွေတွေကိုယ်စိတ်တိုင်းကြရွေးကစားနိုင်ပါတယ်ဗျာနော်ကဲဒါဆိုရင်ဒီလောက်ပါပဲအဖွင့်နေမနေ့မှာကျွန်တော်ရဲ့ channel အားပေးနေတဲ့ချင်းမိတ်ဆွေများအားလုံးပဲကံကောင်းကြပါစေခင်ဗျာ